ကာမာကုရဖေယာနာကိုရောက်ရင်လေကြောင်လေးရရှိတဲ့ဒီနေရာကိုသွားဖို့စိတ်ကူးထားလိုက်ရင်အဲ့ဒါဆိုရင်တော့ဒီဗီဒီယိုကိုအဆုံးထိကြည့်ပေးပါနော်ကာမာကုရဖေယာကတိုကျိုကနေယထာစီရင်တနအီဝင်းကျင်လောက်ပဲကြာပါတယ်ယထာစီရင် Hill Station ရောက်ရင်ကိုတိုကူအင်းဆိုတဲ့ဆိုင်းဘုတ်ကိုရှာပြီးထိုင်တော်မူဖေယာကိုဖေယာဖူးလို့ရပါတယ်ဒီထိုင်တော်မူဖေယာကဂျပန်မှာဆိုရင်အကြီးဆုံးဖေယာတွေကတစုပါပြီးရင်ယထာထက်စီပြီးအင်နာမူကာဆာကီ beach ကိုသွားလို့ရပါတယ်အဲ့မှာကျွန်တော်အကြိုက်ဆုံးကလေပင်လယ် view လေးကအရန်လှပြီးဓာတ်ပုံရိုက်လို့ကောင်းပါတယ်ပြီးရင်တော့ကြောင်လေးရှိတဲ့အီနိုရှိမာအိုင်လန်ကို15မိနစ်လောက်ယထာထက်စီရောက်ပါပြီဂျပန်နိုင်ငံမှာကြောင်ကျိုးတွေအများကြီးရှိတဲ့ကဒီကျုံးကတစ်ခုပါငဲ့တဲ့နှစ်ပေါင်းများစွာကလူတွေနေတာရှားတော့ကြောင်လေးတွေကဒီကျုံးမှာအများကြီးရှိတယ်လို့အင်တာနက်မှာတွေ့ရတော့ကျွန်တော်တို့နှစ်ယောက်လည်းတွားကြည့်နေတာနဲ့မြောက်ရောက်အောင်လာခဲ့တာပါကျုံးပေါ်ကကြောင်လေးရှိတဲ့နေရာလိုက်ရှာတော့ဗျာရှားလို့မတွေ့ဘူးပထမကျွန်တော်တို့ရှာတဲ့နေရာကလူတွေများနေတော့ကြောင်ဆိုတာတဘာဝရလူတွေနဲ့ဝေးဝေးနေရာမှာနားအေးပိုင်းနေကြမှာပဲအဲ့တော့လူတွေမရှိတဲ့အင်ဂျိုအင်ဂျာကိုလိုက်ရှာရအောင်ဆိုတော့မှဟုတ်တယ်ဗျာအင်ဂျိုအင်ဂျာထဲမှာကြောင်တွေအများကြီးပဲအေးရရာဒီရုဆိုတော့သူတို့မှာအမွှေးလေးတွေကပေါ့ပေါ့လေးနဲ့လူတွေနဲ့မစိမ့်လို့အကက်လက်ခံနေဗျာအကုန်လုံးကရမ်းချစ်ဖို့ကောင်းတယ်ဗျာအိမ်လေးတွေမှာကြောင်စာခွက်လေးရှိတယ်လို့ရေလေးတွေပေးတာတော့သူတို့တေချာစောင့်ရှောက်ထားတယ်လို့ထင်ရတယ်ကျုံးပေါ်မှာလူနေတဲ့ဥယျာဉ်များလာတာရဲ့ tourist attraction ဖြစ်တာကြောင့်လူစိမ်းတွေလာတာရဲ့ကြောင့်ကြောင်လေးတွေရဲ့အရေးအတွက်ကတဖြည်းဖြည်းနဲ့နည်းလာတယ်လို့ဒေသခံတွေကပြောပါတယ်တကယ်တော့ကြောင်လေးအများကြီးတွေ့ချင်ဒီထက်ကြီးရဲ့ကြောင်ကျိုးကြီးကျုံးကိုကျွန်တော်တို့သွားဖို့ခဲ့တဲ့အတွေ့အကြုံကိုနောက်ဗီဒီယိုမှာပြောပြပေးမှာမို့ follow လုပ်ပေးတာပါနော်